ကဲညီလေးတောင်းညီလေးကိုဆူချရတယ်ညီလေးနည်းနည်းပါမြစ်တာလေးပို့လိုက်အောင်လေညီလေးဆူတော့ဆူပေးလိုက်ပါဦးညီလေးခုနကျွန်တော်ပြောသလိုပါပဲနော်ဟုတ်ကဲ့မဟုတ်လေမင်းကဘာပြောရသေးဘူးအခုမှငါတို့ကပြောခိုင်းတာလေ ကဲအားလုံးပြပါစီ ဟုတ်ကဲ့ ဒီပါစီဘာပြပါသေးတော့ အတက်တာစကားပြောရမယ်ဟိုမရောက်ဒီမရောက်နေတော့ ဘာလူချင်းမှမသိတာနော် ဟောအဲ့ဒါလည်းဟုတ်တာပဲ လူချင်းတာပြပါစီ ကဲဆူချတဲ့အကုန်လုံးလူချင်းတာမှန်သမျှအလွယ်ကူဆုံးနဲ့အမြန်ဆုံးပြပါသေးလို့ဒီနေ့ကကျွန်တော်ညီကိုဆူတောင်းပါတယ်ခင်ဗျာ ဟုတ်ကဲ့ လိုချင်တဲ့ဟာအများဆုံးပြပါသေး။အော်လင်းလိုချင်တာလင်းယူတာပြင်တာ ဒါလည်းလေမဲလိုက်ရှာတာ ။ကဲကိုကြိုင်ဆိုရကတော့နာမြင်တွေ့ရပါဗျာ မိတ်ဆက်မယ်ဗျာ ။ပြရဝတာချစ်ဖို့တော့ကဘယ်ကဲ့သို့ပြောချင်မှမသိသေး။ပန်းတဲ့ရဲ့မွေးရအောင်တက်ကတော်ညီလေးတော့ခီတန့်နဲ့ညီလေးလမ်းခင်းလို့ပြပါဗျာ။ဒီမလေးတော့ပြန်တယ်ဟုတ်။မလေးတယောက်ရှိတာလူ9ယောက်စားတော့ဘူး။အားရှိတယ်ချေကြီးရဲ့ဇော်မင်းကခဏလောက်နဲ့ငါရှာခိုင်းမနေအော်လိုက်တော့ပြီးဘူးလားချေကြီး တီရီမင်္ဂလာတီရှိပါရဲ့မနတော်လေဒီနေရင်နဲ့ကြွေးကြော်တဲ့နွေလူနဲ့ပြမတာဒုက္ခစီပွဲကိုပါကြရင်အတူတို့ကြီး ဟုတ်တယ်ဗျဖြစ်နာကြပေါ့ ဘာတော့ အကိုတို့ကြီး အဲ့တော့ဒီဘက်ကအတန်းကဖြူဖြူ ညမင်းကမျက်လုံးဖွင့်ထားကွာ ဒါကုန်မဲတာဒီတက်ဖို့မရတော့ အတန်းကဖြူဖြူဒီဘက်ကအရင်နေချောလာပါတဲ့ကိုပေါင်းကျော်လာရှင် ဟောအဲ့ကလေးမအမြင်မှန်နေပါလေရ ရနေပြီ ငါ့ကိုချောတယ်ပြောတယ် ဓမ္မပွဲသိငယ်တဲ့အမြင်မှန်ရနေတာမပေါင်းတော့ဘူးလို့ ဟိုင်း တောင်းလို့အိမ်တက်တော့အရှင်ဓမ္မပွဲမစားသေးဘူးနဲ့သိနေသွားတယ်ကျိုးအခဲကိုမကြည့်ဘူး အမောအဲ့လိုကိုကြိုးကြောင်လို့မရဘူးသူကမတမ်းမြိုင်ထုံးတယ်ထုံးတယ်ပဲချာပြေတယ်တန်းဆန်တမစားရင်တတ်သိပွဲငါလာတယ်နော်လက်ဖက်တုတ်ထားတဲ့ special ဒုံးကြောက်ပါညာရှဲတုတ်ထားတာဒါရင်မဲ့ကျွန်တော်တို့သပွဲကအေကိုလာကြည့်မှန်သပွဲမှန်ခင်းတာအဲ့ဒီသပွဲပေါ်မှာချထားတဲ့ဂျုတ်က ရိုးရိုးထားတာမဟုတ်အလေကောင်တဲ့တွေကိုဘွေးဟိုကငရုတ်ကျဝင်းနဲ့ထူထားတာဖေကိုချွန်းနေလက်တယ်တာစီဘက်ကကွယ်ကအဆက်ကွဲပြီးနောက်မစားရဲဘူး ဘာလဲ အဲ့လိုလဲနေတစိုးပေါ်ဖို့အကြီးကိုမနှဲလိုက်ထားနေအဲ့ဒါမတမ်းမြန်ထုံးတာ အဲ့တော့ကိုပေါင်းကျော်ကြီး ဟဲ့ မင်္ဂလာပါရှင် မင်္ဂလာပါညီမ မ လေး င်္ဂလာညချမ်းလေးပါ အဲ အဲ့တော့ဒီဘက်ကကိုပေါင်းစီ ထူလိုက်လေ လုံးဝမဖောက်ပါနဲ့ထူး မသိကြီးပိတ်တော့ဘင်းနဲ့ထိုးမှာလေဘုရားနေတော့စိတ်ဆိုးနေ ကိုပေါင်းစီ တဲမောင်းခေါ်နေ ဟုတ်တယ် ဟဲ့ ဦးရကကျွန်တော်ခေါ်မလို့ဘာလို့လဲသူများကိုခေါ်အောင်ပြော စိတ်ဆိုးတာဩစိတ်ဆိုးတာပြောက်ခေါ်ပြောက်ခေါ်ပြောက်ခေါ် ကိုပေါင်းစီ ဒီအိုက်ပေါ့မလုံနဲ့ကျွန်းတယ်ငါပြောတာငါတော်တောင်းတိကနေငါအသားပြူနေတော့ငါဘာလို့ရှုခံနေခံနေရတာပြည့်တယ်ကိုပေါ့ကျော်ရတော့ငါကြကွာနာပေါ်နေလေ ကိုပေါင်းကအကြီးဆိုတော့ဝက်စပတ်ထားတော့ဝက်စပတ် အေးဝက်စပတ်ကိုသူ့ကျွေးလိုက် ရက်စပတ်ရက်စပတ်ဒီပေဝက်စပတ်ပါ အဲ့ဒါလေးနဲ့ကတွန်းတွေ့ ရက်စပတ် ကိုပေါင်းစီ ညီ ရှင် is bam ရှိဘူး ဘယ်လို is for what the fuck is bam ရှိကြီးအသာလုံးနဲ့လာတာညီညီငါအခုမှလာခေါ်မနေနဲ့တော့ ခေါ်အောင်လား ငါစိတ်ဆိုးသွားပြီငါနာကတ်တော့ညီတေးကြမှာ ကတ်တယ် အနမ်ကတ်တော့ငါပြောနေ ကတ်တယ်လို့ ငါလုံးရင်ငါရုပ်ထွက်မယ်နော် ဟမ် လုံးဝရုပ်ထွက် နာမည် ငါလုံးငါရုပ်ထွက်ငါတော့မကတ်နဲ့လို့ပြောတယ် ကတ်တယ်လို့ မထိုင်နဲ့ ထိုင်နေ မထားနဲ့ ထားတယ် မထားနဲ့လို့ ထားတယ်လို့ ထားတာယူလူချတယ်ပြောတယ်ကြည့်ရ
ဘယ်လိုခွေးစကားတွေပြောနေ တတိရှိရင်လည်းငါလက်တန်းလို့မတန်းနဲ့ ဘာလို့တတိမရှိပါတတိရှိတယ်တန်းတယ် တနခါးတွေကိုလိမ့်လာတာပေါ့လားရေချိုးပြီးတနခါးကိုလိမ့်လာသေးတယ်ပေါ့အပါရီကကြည့်တော့မယ်ဆိုတာပေါ့လားငါလက်တန်းလို့မတန်းနဲ့ တန်းတယ် ရွန်တန်စင် ဘာလို့ ငါပြောရင်နားတော့နော် နားမထောင်နိုင်ပါဘူး ခါလက်ကိုမကင်နဲ့ ကိုင်းနေလေဘာလို့လဲငါဘလို့အချင်းမကြောက်ကိုင်းနေမှာဘလို့လဲ ခိုလိုမျိုးကြီးမကင်နဲ့အဲ့လိုမျိုးကြီး ဘယ်လိုမျိုးပဲ အဲ့လိုကြီး ကိုင်းနေမှာဘလို့လဲကိုင်းတော့ဘာဖြစ်လဲဘာလို့လဲလား ငါခေါင်းမပတ်နဲ့ ဖတ်တယ်ဘာဖြစ်တာတော့ ဘာဖြစ်တယ် မလုံးနဲ့ဟာ ဘာလို့လဲ လူပြိုဆိုတော့ရားတတ်တယ် ဘေဘီဆိုရင်လူပြောတဲ့ဟဲ့မင်း အော်မင်းမစောတော့ကျွန်တော်ရွာအတော်ပြောတာပါ ဟိုကကြားရပေါက်ပိတ်ထားမှငါသိရတာနဘာ ဒီ ကြော ငါ င့် ခေါင်းမဖတ်နဲ့ နဘာကြောင့်ပေါက်သိရလာဝတ်ဒီမှာရောက်နေလက်သက်ကုန်ရိုက်နေတာလေ ဖတ်တယ် ကြောင်မရက်ကုန်နေတာအခုတည်းငါခေါင်းမဖတ်နဲ့ ဖတ်တယ်လို့ ငါပေါင်းမကင်နဲ့ ကိုင်းနေ တို့ဟာကွာအင်းတော့ငါနေကိုမကင်ဘူးတော့ငါနေငါ့ကိုကင်နေနော် အေးငါကိုင်းနေလေဘာလို့လဲ နေငါ့ကိုမနှမ်းနဲ့ နမ်းမအောင်ကျွေးလို့ယူကြိုင်းယူကြ ငါ့ကိုလာပြီးဘူးကြီးမကြီးနဲ့ ကြည့်နေ ရုပ်တန်းစင် ဘာတော့ ဘူးကြီးမကြီးနဲ့ ကြည့်တယ် လူကုန်ပြင်းဘူးကြီးကြီးနဲ့ဖြစ်တယ်ဘလို့ပြောရကြတဲ့မောင်ရင်နဲ့မတော့ခွေးဒီကောင်းပါလေးချူဘလို့တော့ပေါ်ထားတယ်မချင်လို့ကြည်တာလေးကရှိမလို့လာတယ်ကပ်ပါတယ်ဆက်ပါတယ်သူနဲ့ကျွန်တော်နဲ့မသိဘဲနဲ့ကျွန်တော်နဲ့ဘာမှမဆိုင်မဲနဲ့ပြတ်ဆောင်တော့ကမချင်လို့ကြည်တော့ဒီမှာမိကလေးပြောပြရတယ်သူတောင်လွတ်ရနေမျက်စောင်းတို့ကမကြည့်လို့ကြည့်တော့ဒီမှာမိကလေးပြောပြရတယ် ဘာလဲ ပေါက်ကျော်ကိုသင်းနေပါလိုက်ကွယ် ခဏနေတက်လက်စားတယ်လာအောင်လား ဘာလို့လဲ နည်းအားလေးတဲ့ထက်ညက်စားအဘကပြောတယ်နမရန်သိမျက်စိကမျက်လုံးကြည့် ဒါအပြိုလေးဗျ ကိုစီ ဗျ မင်္ဂလာပါရှင် မင်္ဂလာပေါင်းတဲ့ခါကြောင့်မင်္ဂလာပါ ဒီနေ့အားလုံးလည်းမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ရှင် ဟုတ်ပြီ အရင်ကတော့ကြာသဝင်ပါစာစရှင်စင်ကြလို့ခေအမော်လေးရတန်လေးအများရှိမိသားစုရဲ့ဒီနေ့မိပါလေးရှိ ဟဲ့လေ ကြာသဝင်ပါစာစရှင်စင်ကြလို့ခေအမော်လေး ဟေး ကိုလေးဒီကဘေးကပြရှိ မိသားစုလေးဒီနေ့ပါပေးစီကလေးစတော့ ဒီအိမ်ရှိရလက်တွေဟာ ရှိရလာလာမဲနေတော့ဒီလာလာMari. လာပြီ လုံးဖြာမလက်တွေဟာဒီလက်ဖြာ La la la. ပြရှိရ Na ni wa. La la la. 你说阿贝那么多接波样的吧？接波样的了呗？你都阿贝来一下嘞？阿贝那个，嘿嘿嘿嘿嘿嘿。 ညနေပိုင်းလေးမချီရတယ်လို့ကိုရင်ခေါ်တယ်ရှစ်တိုင်းစားတယ်လားဒီကဝေလာပါပဲအင်းရချင်တော့လားကိုရင်လာတယ်ဆိုရတယ်ဝိုင်းလေးနဲ့ချီရတယ်ကိုရင်ချာတယ်ရှစ်တိုင်းထားတယ်လားဒီကဝေလာပါပဲအင်းရချင်တော့လား 我来。
ပါပြီခင်ဗျာ အလူတော်မင်္ဂလာတမင်္ဂလာလေးရဟုတ်ညစုပါလေအလူတော်မင်္ဂလာ ဟေး โอเค အလူတော်မင်္ဂလာတက်တူတတ်တာအဝေးရဟုတ်လို့အလူတော်မင်္ဂလာ မိုက်ကရရမ်းပင်မန်းလို့နဲ့မိုက်နော်မိုက်နောက် အချင်းကိုရှောက်လုပ်နေ ကိုမကြီး ဟေး ကိုမစီ ဟဲ့တို့လေ ကိုကခေတ္တချင်းဆိုမဲ့ကနောက်ရောက်လိုက်ပေါ့ ဆိုလေးညီမလေးက မလေးခေတ္တချင်းဆိုမယ်လေ ဆိုလေ နော်ခေတ္တချင်းဆိုလိုက်မယ် အော်လေးရဲ့ တော့မ